နိုင်ငံကနေတမိုင်းနဲ့မှာကမ္ဘာမှာရှိတဲ့နိုင်ငံတွေအားလုံးကိုဒုက္ခပေးတဲ့နိုင်ငံကဂုံသွေးရေးကိုအကြောင်းပြပြီးဝင်လာတဲ့အဓိကအဖြစ်အာရှတိုက်မှာရှိတဲ့နိုင်ငံတွေဝင်ရောက်လာပြီးတော့အဲ့ဒီမှာလူမျိုးမတူဘာသာမတူရဲ့အဖွဲ့အစည်းတွေကြားထဲမှာတွေးခွဲအုပ်ချုပ်ရေးစနစ်နဲ့စနစ်တကျဝင်ရောက်လာတာဖြစ်ပါတယ်ဗြိတိရှ်အင်ပါယာဖြစ်ပြီးတော့အားလုံးလည်းသိကြတဲ့အတိုင်းပဲသူတို့ရဲ့ခေတ်ကာလမှာဆိုလို့ရှိရင်တော့ကမ္ဘာမြေပုံရဲ့၃ပုံ၁ပုံဟာသူတို့ကျူးကျော်ပြီးတော့သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်economic drain လို့ခေါ်တဲ့စီးပွားရေးကိုစနစ်တကျခိုးယူပြီးတော့အိန္ဒိယနိုင်ငံဟာဆိုလို့ရှိရင်သူတို့မအုပ်ချုပ်မီကမ္ဘာရဲ့24% လောက် GDP ပိုင်ဆိုင်ကျွေးဝပြီးတော့သူတို့အုပ်ချုပ်ပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကမ္ဘာရဲ့စီးပွားရေး4% လောက်ထိကျသွားတယ်ဆိုတာကိုလည်းတွေ့ရတာဖြစ်ပါတယ်။အဲ့ဒါ rule လို့ခေါ်တဲ့တွေးခွဲအုပ်ချုပ်ရေးစနစ်ကိုကျင့်သုံးတဲ့အဲ့ဒီနိုင်ငံမှာရှိတဲ့လူမျိုးမတူဘာသာမတူရဲ့အဖွဲ့အစည်းတွေကြားထဲမှာတွေးခွဲပြီးတော့စနစ်ကျဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ကျိုးဆက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဗြိတိရှ်အင်ပါယာဝင်ရောက်ပြီးတဲ့နိုင်ငံတော်တော်များစုဟာဒီနေ့ချိန်ဒီမညီမသက်တာကိုလည်းတွေ့ရတာဖြစ်ပါတယ်။1943ခုနှစ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအငတ်ပေးဆိုင်ခဲ့အဲ့ဒီအငတ်ပေးမှာဗြိတိရှ်ဝန်ကြီးချုပ်ကဒီရိတ်ခါတွေကိုထောက်ပံ့လို့ရရဲ့ပါနဲ့သူတို့ကမထောက်ပံ့ခဲ့ပဲနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ပြည်သူတွေကအငတ်ပေးကြောင်းမလို့3 သန်းကျော်တည်ဆုံးခဲ့ရပါတယ်။ချက်ခုအနေနဲ့ကုံသွေးရေးမှာအသာစီးရဖို့အတွက်လည်းတရုတ်နိုင်ငံရဲ့ပြည်သူတွေကိုမူရစ်ဆေးဝါးဆွဲစေခဲ့တဲ့ဒါပြည့်တွေကလည်းတမိုင်းထဲမှာရှိနေပြန်ပါတယ်။နိုင်ငံတွေအပေါ်မှာတဲ့ကုံသွေးဆုပ်တာဖြစ်ပြီးတော့သူတို့ရဲ့ခေတ်ကာလမှာဆိုလို့ရှိရင်တော့သူတို့ဟာအင်အားအကြီးဆုံးနဲ့ဒါအင်ပါယာအတောင့်ဆုံးလို့လည်းပြောလို့ရပါတယ်။